UFC 323 ပြိုင်ပွဲကြီးပြီးဆုံးသွားပြီးတဲ့နောက် UFC ရဲ့အကောင်းဆုံး fighter အဆင့်သတ်မှတ်ချက် P4P ranking အသစ်ကို UFC website ကနေထုတ်ပြန်လာပါတယ်။ဒီဈေးမှာကျွန်တော်တို့ရဲ့ fighter လေးဂျိုရှူအာဘန်ကအခြား fighter ပေါင်းများစွာကိုကျော်တက်ပြီးအဆင့်17အထိတက်လန်းလာခဲ့ပါတယ်။ဘန်ကအခုလိုအဆင့်17မှာရပ်တည်နိုင်ဖို့ UFC ရဲ့မျိုးသား weight တန်း8ခုကကစားသမားပေါင်း900ကျော်ကိုဖြတ်ကျော်ပြီးမှရပ်တည်နိုင်ခဲ့တာကြောင့်အလွန်ကိုဂုဏ်ယူစရာကောင်းပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာ P4P ranking သတ်မှတ်ချက်က fighter တွေရဲ့စွမ်းဆောင်ရည်တွေကိုဘယ်လိုအမှတ်ပေးစီးမြင့်နေနဲ့ဘယ်သူတွေကအကဲဖြတ်ပြီးရွေးချယ်ကြတယ်ဆိုတာကိုအပိုင်းနှစ်ပိုင်းနဲ့လိုရင်းတူရှင်းပြပြီးဘူးစရာအဖြစ်မျှဝေပေးသွားမှာဖြစ်ပါတယ်။ P4P ranking သတ်မှတ်ချက်ကိုဘောလုံးအားကစားရဲ့အရှိန်အဝါကြီးတဲ့ဘောလုံးဒေါ်စုပေးသလိုမျိုးပဲမီဒီယာနယ်ပယ်ရဲ့ကျွမ်းကျင်သူတွေကမဲပေးရွေးချယ်ကြတာဖြစ်ပါတယ်။ UFC ရဲ့သတ်မှတ်စံနှုန်းနဲ့ကိုက်ညီတဲ့မီဒီယာအဖွဲ့အစည်းပေါင်း20ကျော်တွေကကိုယ်စားလှယ်တွေကမဲပေးရွေးချယ်ကြတာပါ။မဲပေးသူတွေဟာဘက်လိုက်မှုကင်းရှင်းရပြီး fighter တွေရဲ့စွမ်းဆောင်ရည်စံချိန်တွေနဲ့ fighter တွေရဲ့အကြောင်းအရာအချက်လက်တွေကိုကျွမ်းကျင်ပိုင်နိုင်စွာဆန်းစစ်နိုင်စွာရှိသူဖြစ်ရပါတယ်။လက်ရှိကစားနေတဲ့ fighter တွေ fighter ဟောင်းတွေနဲ့နီးပြတွေကတော့ဘက်လိုက်မှုတွေရှိနေတာကြောင့်မဲပေးခွင့်မှာပါဝင်ခွင့်မရရှိပါဘူး။ UFC ဥက္ကဋ္ဌကြီးဒနာဝိုက်ကိုယ်တိုင်လည်းမဲပေးခွင့်မှာပါဝင်ခွင့်မရှိပါဘူး။ P4P ranking ကိုအမှတ်ပေးရွေးချယ်တဲ့အခါမှာ fighter ကဘယ်ဝေတန်းမှာကစားနေတယ်ဆိုတဲ့အချက်ကိုလစ်လူရှုထားပြီးတန်စကာတွေကလုံးပြနိုင်တဲ့စွမ်းဆောင်ရည်တွေကိုသာအမှတ်ပေးပါတယ်။အမှတ်အများဆုံးရရှိနိုင်တဲ့အချက်ကတော့မတူညီတဲ့ဝေတန်းနှစ်ခုမှာချန်ပီယံဖြစ်တဲ့သူတွေသို့မဟုတ်ချန်ပီယံဘွဲ့ကိုကာဝယ်နိုင်သူတွေသို့မဟုတ်ပထမဆုံးချန်ပီယံဖြစ်လာတဲ့သူတွေကိုအမှတ်အများကြီးပေးပါတယ်။ fighter တွေရဲ့နိုင်ပွဲတွေကိုတွက်ချက်ပြီးကိုယ်နိုင်ယူလိုက်တဲ့ပြိုင်ဘက်ကတာမန် fighter ထက်ထိပ်တန်း fighter ဖြစ်နေအမှတ်ပိုကောင်းပါတယ်။အနိုင်ရရှိပုံက KO TKO ဒါမှမဟုတ် submission နည်းနဲ့အနိုင်ရရှိမှုကအမှတ်နဲ့အနိုင်ရရှိတာထက်အမှတ်ပိုရပါတယ်။နောက်တစ်ချက်ကအော်ဒဂိုလို့ခေါ်တဲ့စရကန်တန်စကာဝိုင်းထဲမှာ striking, grappling, wrestling, submission, fight IQ စတဲ့ပြိုင်ဘက်ကိုဘတ်စုံရှင်ပြိုင်နိုင်တဲ့စွမ်းဆောင်ရည်ကိုအမှတ်ပေးပါတယ်။ဂျိုရှူအာဘန်ကနောက်ဆုံးနှစ်ပွဲမှာပန်ဒိုဂျာနဲ့ဘရန်ဒန်ရိုင်ဘယ်ကို KO TKO decision တွေနဲ့အနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့တာကြောင့်အခုလို UFC ရဲ့အကောင်းဆုံး fighter အဖြစ်အဆင့်17ကိုရရှိခဲ့တာဖြစ်ပါတယ်။ဘန်အနေနဲ့လက်ရှိချန်ပီယံဘွဲကိုသာဆက်လက်ကာဝင်နိုင်မယ်ဆိုရင် P4P ranking မှာယခုထက်ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ဘန်ကိုရှုံးနိမ့်ခဲ့တဲ့ပန်ဒိုဂျာကတော့အရင်ကအဆင့်5ကနေအဆင့်4ဆင့်ရော့ကျခဲ့ပြီးအဆင့်9ကိုရောက်ရှိသွားခဲ့ပါတယ်။နံပါတ်1နေရာကိုတော့ lightweight နဲ့ welterweight တန်းတွေမှာချန်ပီယံဖြစ်ထားတဲ့ခါဗီရဲ့တငယ်ချင်းအစ္စလာမာကာချက်ကရယူထားပါတယ်။နံပါတ်2နေရာကိုတော့ featherweight တန်းနဲ့ lightweight တန်းတွေမှာချန်ပီယံဖြစ်ထားပြီးရှုံးပွဲလုံးဝမရှိသေးတဲ့အီလီယာတိုဘူရီယာကရပ်တည်နေပါတယ်။ကျွန်တော်တို့ channel ကနေနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင် channel ကို subscribe လေးလုပ်ထားပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ထားလို့ရပါတယ်